ခရင်ညွန့်6ညွန့်ရယ်စပယ်8ညွန့်ရယ်ယူပါဖန်ခွက်ထဲမှာထည့်ပါပြီးရင်ဆိုင်ရဲ့ကောင်တာပေါ်မှာတင်ထားပါပြီးလို့ရှိရင်တော့စပယ်ရေမွှေးဖြန်းပေးပါခင်ဗျာစပယ်ရေမွှေးကတော့ကျွန်တော်တို့လွယ်ကူကူဆိုရင်ဒရာမာရေမွှေးရှိပါတယ်ဒါမှမဟုတ်မိမိတို့နီးစပ်ရာအဆင်ပြေရာရေမွေးရှာလို့လည်းရပါတယ်အဲ့ဒီရေမွေးကိုဖြန်းပြီးတော့မှဒီဆိုင်ကိုလူတွေများများလာပါစေဆိုပြီးတော့စိတ်ညွတ်ပြီးတော့ဆန္ဒပြုဆုတောင်းပါခင်ဗျာကျွန်တော်တို့ရဲ့ငွေဝင်ကန်တွေအတွက်သို့မဟုတ်လုပ်ငန်းဆောင်တာတွေအတွက်အကောင်းဆုံးဖြစ်နိုင်တဲ့ရေရာလေးတွေကိုကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ဒါကြောင့်ရှေ့မှာအောင်မြင်ခဲ့တဲ့ရေရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်ကြည်နဲ့လှုပ်လို့ရှိရင်မိမိရဲ့ကံအလျောက်အထောက်ပံ့ကောင်းတွေတေချာပေါက်ရပါလိမ့်မယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဆိုင်တစ်ဆိုင်မှာဆိုင်တစ်ဆိုင်အတွက်လိုအပ်တဲ့ကောင်းမွန်မှုဆိုင်နဲ့ပတ်သက်တဲ့ပြည့်စုံမှုတွေရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေရာလေးကိုတေချာလှုပ်ပေးမယ်ဆိုရင်တေချာပေါက်တိုးတက်မှုတစ်ခုခုပြောင်းလဲဖြစ်ပေါ်လာပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့နောက်ဗီဒီယိုလေးတွေကိုတွေ့ကြလို့ရှိရင်ကျွန်တော်ရဲ့ဒီ page လေးကိုလည်း like and follow လေးလုပ်ပေးသွားပါအောင်ခင်ဗျာ